ပထမဆုံးအနေနဲ့အယောင်အနမ်းရတာရှင်းလင်းဆုံးဖြစ်တဲ့ဘော်ဂါကနေစလိုက်ကြရအောင်ဘော်ဂါကိုရုရှားနဲ့ပိုလန်နိုင်ငံတွေကနေ AD 800စုနဲ့900စုလောက်မှာစတင်ခဲ့ကြပါတယ်စောပိုင်းခေတ်တွေတုန်းကဘော်ဂါကိုအခုလိုတောက်သုံးမှုထက်စီးပွားတစ်ခုအနေနဲ့သုံးခဲ့ကြတာပါရုရှားလိုအလွန်အေးခဲတဲ့ဆောင်းရည်တွေကိုဖျက်ဆီးဖို့အတွက်ခန္ဓာကိုယ်ကိုနှွေးထွေးစေတဲ့ຢာတစ်ခုအနေနဲ့သုံးရင်းကနေလူသိများလာတာပါစိတ်ဝင်စားစရာကောင်းတာကဘော်ဂါဆိုတဲ့နာမည်ကရုရှားစကားဟိုဒါရေဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီးရေလေးနဲ့ Little Water လို့စစ်စနိုးနဲ့ခေါ်ကြတာပါ1919ရုရှားဒေါ်လာရင်းမှာရုရှားတွေကဥရောပနဲ့အမေရိကကိုဖျက်ပြေးကြရတာကနေစမားတော့လိုမှတ်တစိတ်တွေနဲ့သူကဘာနှံ့ကိုဘော်ဂါပြန့်နှံ့သွားခဲ့ပါတယ်ဘော်ဂါကိုအဓိကအားဖြင့်ဂျုံပေါက်မှုရောစားတဲ့ကောက်နှံတွေကနေအများဆုံးချက်လုပ်ပါတယ်နောက်ပိုင်းမှာတော့အာလူတွေကိုသုံးပြီးချက်တဲ့ဘော်ဂါတွေလည်းအများကြီးပေါ်လာပါတယ်သူ့ရဲ့ထူးခြားချက်ကအချိန်ချင်းပေါင်းထန်စစ်ထုတ်ပြီးအနံ့ရတာကိုတက်နိုင်ဆုံးဖယ်ရှားရတဲ့အတွက်ပေါ်တိဆက်တဲ့ကအလွန်သုံးဝင်ပါတယ်